ကျွန်တော်ဒီကောင်းတဲ့က printed handout အဲ့ဆိုရင်ကျွန်တော်စအောင်ဆိုတော့ဒီ PowerPoint ကို handout အနေနဲ့ပြန်ထုတ်တာဒါမှမဟုတ်လည်းပြင်ဆင်တဲ့အပိုင်းတွေကိုလက်တွေ့လုပ်ကြည့်သွားမယ်။ဘာလို့ဆိုကိုယ့်ရဲ့ presentation ကိုပြောပြီးသွားပြီဆိုရင်ဒီဟာနဲ့ပတ်သက်တာအကုန်လုံးကို handout တွေဝေသွားလေးရှိတယ်ပေါ့။အဲ့ဒါကိုကျွန်တော် format ကြ handout ပုံစံဘယ်လိုပြင်ဆင်ထားမလဲပေါ့ Slide 1. အဲ့ဆိုပထမဆုံးကျွန်တော် handout လုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုကျင်သွားမလဲဆိုတော့ print ထုတ်တဲ့ဘက်ကိုအရင်မသွားသေးဘူး။ဒီ handout နဲ့ပတ်သက်ပြီးတော့ပြင်ဆင်ထားတဲ့နာတွေဒါပေမဲ့လုပ်ထားတဲ့ design တွေကိုအရင်ပြင်ထားရမယ်။အဲ့ဒါဘာမှတော့ပြင်လို့ရဆိုတော့ slide ထဲမှာကျွန်တော် view ထဲမှာ order w နဲ့ order w နဲ့လည်းကျွန်တော်ဘယ်ရောက်သွားမလဲဆိုတော့ Out slide notes page tag reading mass handout master toggle button not pressed. handout master ဆိုတာလေးရှိရယ်အဲ့ဒါကိုကျွန်တော်တစ်ချက်နှိပ်လိုက် Handout master dash header placeholder. အဲ့တော့ကျွန်တော်တို့ handout ဖြစ်ဝေမယ်ဒါမှမဟုတ် handout ဖြစ် print ထုတ်တော့မယ်ဆိုလို့ရှိရင်ဒါ print ထုတ်တဲ့ဆိုတာအပိုင်းနှစ်ပိုင်းရှိတာကိုကျွန်တော် PDF အနေနဲ့လည်း print ထုတ်လို့ရတယ်တကယ်စာရွက်အနေနဲ့လည်း print ထုတ်လို့ရတယ်ပေါ့အဲ့လိုထုတ်လိုက်တဲ့အခြေအနေမှာဆိုရင်ဟို PowerPoint view နဲ့ကဘယ်လိုနေမှမတူတော့ဘူးစာဖတ်လို့ရတဲ့ view ဖြစ်ရမယ်အဲ့ဒီအခြေအနေကိုကြည့်ကောင်းအောင်ပြင်ဆင်ဖို့ဆိုရင်ဒီဘက်မှာကျွန်တော်လာပြီးတော့တချို့ဟာတွေလာလောက်ထားလို့ရတာပေါ့ Date placeholder rectangle. တဘောကကိုယ့်ရဲ့ handout ထဲမှာ date တွေပါထည့်မှာလားပေါ့အဲ့တော့ Footer place date ကျွန်တော်ဆို date မထည့်ပေါ့ date ကိုဖြုတ်လိုက်မယ်ဖြုတ်မယ်ဆိုလွယ်လွယ်လေးပဲ header date ဟိုဒီ date ကိုရောက်နေချိန်မှာ delete ပဲနှိပ်လိုက်ရမယ် handout master handout header placeholder footer placeholder slide number placeholder slide number ကိုပေါ်ပြအောင်မလားပေါ့ header place slide slide number ကိုလည်းမပြဘူးသူလည်းဖြုတ်မယ် handout master dash header placeholder ကျွန်တော် header နဲ့ footer ပဲထည့်မယ်ပေါ့ footer placeholder header placeholder footer placeholder header placeholder rectangle footer placeholder header placeholder footer place header placeholder rectangle header မှာ edit multi အကွာကိုရေးထားတာပေါ့နော် caps lock on ကိုလွတ်ထားတာမှန်သိအောင်အဲ့တော့စာကိုကြိုက်တဲ့စာသားတစ်ခုကို header နဲ့ footer မှာထည့်ထားရဲစာမျက်နှာတိုင်းမှာဒီဟာတွေပါသွားလိမ့်မယ်ပေါ့ကိုယ့် slide တိုင်းမှာ C R E A T E D space B Y space W S C created by W S header placeholder footer placeholder edit multi-line footer မှာ blank လည်းကျွန်တော်ဒါပဲထည့်ထားမယ် created by W S footer placeholder paste recovery data grid paste option handout master အဲ့ဆိုကျွန်တော် header footer ထည့်ပြီးသွားပြီဆိုရင် handout master နားလေး header placeholder hand ဟောကျွန်တော် view ပြန်ချိန်မယ်နော် order w ပြန်နေ ribbon tabs tab can view through outline slide sort outline normal toggle ကျွန် button တော် normal ပြန်ထားမယ် view ကခုနကတော့ကျွန်တော် master handout view ဖြစ်သွားလို့နော်ဟိုက normal view ပြန်ထားရမယ် slide 1 left pick order w နဲ့ပြီးတော့ပဲ view ထဲမှာအဲ့ဆိုကျွန်တော်ပုံမှန် slide 2 left slide 1 left ပုံ pick မှန် slide တွေဖြစ်သွားတယ်အဲ့ချိန်မှာကျွန်တော် print လုပ်မယ်ပေါ့ control p နဲ့လုပ်မယ် print grouping print grouping control p နဲ့ကျွန်တော် print လုပ်ပြရည်ဆိုရင်ကျွန်တော် handout ကိုဘယ်လို layout ဘယ်လိုပုံစံနဲ့ထုတ်မှာလဲပေါ့မှာစာမျက်နှာတစ်ခုကို slide တစ်ခုနှုံနဲ့ထုတ်မှာလားဆိုအဲ့လိုမျိုးခါကျွန်တော်ရွေးချယ်လို့ရတယ် copy print set to print group slides and handouts combo box အဲ့တော့ slide and handout မှာကျွန်တော်ရွေးချယ်ရမယ်ပေါ့ဒီမှာ collision com slides and full page slide 1 slide and full page slides print 1 slide per page 1 of 4 page slide ရှိတယ်အဲ့ဒါမရွေးဘူးကျွန်တော်တို့က notes pages print slide note page ရှိတယ်ဒီကိုယ့်ရဲ့ presentation မှာ note ပို့ပါထည့်ထားတယ်ဒီ notes တွေပါတွဲပြီးတော့ handout လုပ်တဲ့ခါမှာတွဲထည့်ပေးတာပေါ့ notes ကကြတော့ဘာလဲဆိုတော့ notes ကိုကိုမမြင်ရဘူး orient ကကိုယ့်ရဲ့ notes ကိုဘယ်တော့မှမမြင်ရဘူးပေါ့ကျွန်တော်တို့ကတကယ်တမ်း presentation လုပ်တဲ့ခါမှာ monitor နှစ်ခုဖြစ်မှာတစ်ခုကကြတော့ကိုမြင်ရတဲ့ monitor မှာတစ်ခုကကြတော့ orient ကိုပြတဲ့ monitor ပေါ့ကိုမြင်ရတဲ့ monitor မှာပဲကျွန်တော်ရဲ့ဒီ slide တစ်ခုနဲ့ပတ်သက်ပြီးတော့ပြောမယ့် notes တွေကိုရေးထားတာအဲ့တော့အဲ့ဒီ notes တွေပါတစ်ခါတည်းဟို handout ထဲမှာထည့်မှာလားမထည့်ဘူးလားပေါ့တစ်ခါခါကျ notes တွေကိုထုတ်ထားတာပုံမှန်မြင်တဲ့သူတွေ notes တွေထုတ်ထားတာလည်းရှိတယ်ဘာလို့လဲဆိုတော့အကြောင်းကြောင်းနဲ့ကိုရဲ့ presentation မှာဆက်ပြတ်သွားတာတော့ဘာလို့ဖြစ်သွားမှာဆိုလို့အဲ့ဒီကြရင်ကျွန်တော်က notes ကိုပဲကြည့်ပြီးပြောလို့ရတယ်အဲ့လိုမျိုးနဲ့စာရွက်ထုတ်ထားလို့ရတယ် notes ပဲတည်တတ်တယ် 2 slide notes အားကြောင့်ကျွန်တော်ဒီ handout ဆိုရထုတ်တဲ့နေရာမှာ full notes notes ပါတယ်အဲ့တော့ဒီသင်ခန်းစာမှာတော့ကျွန်တော်ကဒီ notes တွေဘယ်လိုထည့်သွင်းရလဲဆိုတော့မပြောသေးဘူးเนาะအဓိကဒါ handout လုပ်တဲ့အပိုင်းကိုပြောတာဆိုတော့ notes ကိုထည့်သွင်းတဲ့သင်ခန်းစာရောက်မှ notes ကတော့ဘယ်လိုထည့်လဲဆိုတော့ပြောမယ် outline notes page ကျွန်တော်ဒီမှာသိရမှာ notes လည်းထုတ်လို့ရတာပေါ့ full page slide ထုတ်လို့ကိုရေးထားခဲ့တဲ့ notes ဆိုပါ handout ထဲမှာရောထုတ်လို့ရတယ် note full page slides print 1 slide per page 1 of 12အဲ့တော့ slide တစ်ခုစီကို page တစ်ရွက်ထုတ်ရင်တော့အဆင်မပြေဘူးပေါ့စာရွက်ကုန်ကြစိတ်များသွားလိမ့်မယ်ဘာလို့ကျွန်တော် slide တွေက slide တစ်ခုမှာစာလေးတွေနည်းနည်းပဲပါတာပုံလေးနေတယ်မှာ
1 slide and 2 slide 3 slide 1 slide and 2 slides ကျွန်တော်တို့4 slide လောက်ထိယူမယ်ပေါ့စာတစ်မျက်နှာကို 3 slide 1 slide 2 slide 1 3 2 slide 6 slides 4 slides horizontal handouts 9 slides horizontal and 6 slides horizontal 4 slides horizontal handouts left parent 4 slides per page right parent 6 9 4 slides horizontal handouts left parent အဲ့ဒါကြောင့်ကျွန်တော်4 slide ကိုယူလိုက်မယ်ရွေးပြီးဆိုကျွန်တော်ရတယ် waterfall model orientation combo box portrait oriented color / grayscale orient collect slides and slides at print grouping settings grouping လိုအပ်တော့ကိုယ့်ကိုယူလို့ရပါပေါ့ landscape ထားမလား portrait ထားမလားအခုဒီတိုင်းပဲလုပ်ပြကျွန်တော် print လုပ်လိုက်မယ် printer properties link alt printer grouping which printer combo box Microsoft print to PDF ကျွန်တော်က PDF printer ပဲရွေးထားတော့ PDF printer နဲ့ PDF file အနေနဲ့ပဲကိုယ့် handout file ကထွက်လာလိုက်တယ် copies edit alt print grouping print toggle button focus not pressed alt အဲ့ကျွန်တော်တို့ဒီမှာတစ်ချက်နှိပ်လိုက်မယ်အဲ့တော့ Space. ကိုယ့်အနေနဲ့ Slide one left parent. ကျွန်တော်တို့ကကိုလောက်ထားတဲ့ handout ကို PDF ထုတ်ပြီးတော့ကြိုပြီးပို့ထားပြီးတော့ထုတ်ခိုင်းထားလို့လေ Save it. ရတယ်ပေါ့ File name : items view Dropbox tree view items view list ကျွန်တော်တို့ trap နဲ့ file name file name မှာ MY space HANDOUT caps lock off waterfall model.pptx PowerPoint slide 1 left slide 2 left pair အဲ့တော့ကျွန်တော်တို့ PDF file နဲ့ရသွားပြီ handout file Test M Microsoft M Myanmar book caps M my handout.pdf 6 okay အဲ့တော့ကျွန်တော်ဖွင့်တော့မဖွင့်ပြဘူးသင်ခန်းစာကိုဒီလောက်နဲ့အဆုံးသတ်လိုက်တော့